ဒီနေ့မှာတော့ကျွန်မကရွာသားဖို့အစီအစဉ်လေးတဲ့အင်ကြီးဆိုင်မှာ shopping ထွက်တဲ့အကြောင်းလေးကိုသိဆက်ပြတော့ဖြစ်ပါလေ။အမေတို့ကလည်းကွာဒါတို့ဟိုဟာကြတော့အမေတို့ shopping ထွက်တာကိုလိုက်ပြီးထိုင်ကြည့်နေရပါလား။အော်ဒါတို့အဖေတို့ကလည်းပြီးလို့ရှိရင်တမီလေးနဲ့ shopping လေးထွက်ပြီးလို့ရှိရင်အဖေတို့တိုက်တဲ့အင်ကြီးဆိုင်ကိုလည်းပို့ပေးအောင်ပါပါဟုတ်တယ်အဲ့ဆိုအမေသမီးလေးလာမယ်နော်အေးကဲဆိုတော့အဲ့ကလေးယူမယ်အဲ့ကတော့အဲ့ခဲရှိရလားမသိဘူးဟုတ်တယ်ထင်တာပဲဒီအင်ကြီးလေးကအေးမဲ့ပုံလေးပဲငါအခန်းထဲမှာတော့ဝေးကြည့်လိုက်အောင်မယ်အန်တီတမီးလေဟိုလေးလဲရှင်တော့ခဏလေးဖယ်ပေးပါလားရတယ်ကဲဒါအင်းကြီးလေးလဲလာအောင်မယ်မဟုတ်ပါဘူးလေဒီအင်းကြီးလေးလဲလာတာပဲဒါလေးရောဒါလေးလဲလာတယ်အဲ့တော့ဒါလေးလိုက်မယ်ဒါဒီအင်းကြီးလေးလိုက်မယ်ဒီအင်းကြီးလေးကြိုက်တဲ့အေးသမီးကြိုက်တာဒီအင်းကြီးလေးလည်းအေးတယ်အဲ့ဒါဒီခါလေးမှာချိန်ရလဲလို့ရပါတယ်နဲ့အဲ့ဒါချိန်မယ်သူကဘောနော်ကျွန်မမလုပ်ပဲနဲ့တကယ်လဲတဲ့ဂိမ်းလေးပါဟဲ့လာလေဆိုတော့ဒါလေးလည်းယူမယ်ဟဲ့စကတ်ကြီးထွက်လာရပြီအမေလည်းယူအောင်လေအမေလည်းရွှေထည့်နေတာအမေကလူကြီးဆိုတော့လေတမီးကကြိုက်တာလေးရှိမှာဟဲ့တမီးနဲ့ဆင်သူလေးဝေးရအောင်ရင်းကြီးလေးယူလိုက်မယ်အမေအဲ့ဒါလေးလာတယ်တမီးလည်းအဲ့ဒါလေးယူထားတယ်အဲ့ဒါကြောင့်အမေလည်းဒါလေးယူမယ်ချိန်လိုက်မယ်နော်ထိုင်ခုအားလုံးမယ်ကဲလဲလိုက်မယ်နဲ့လဲပြီးသားကြီးလာတယ်သမီးနဲ့ဆင်သူလေးလက်ဖြစ်တယ်လာတယ်ဆိုတော့ယူလိုက်မယ်သမီးလေးဘယ်ဥစ္စာယူရင်းနေတာအဲ့ဒါလေဒီအင်းကြီးလေးလာမလားလို့သမီးနဲ့လိုက်ရောက်တယ်ဟုတ်လေးနဲ့အင်းကြီးလေးကလိုက်မဲ့ပုံလေးဆိုတော့ငါသွားပြီးတော့လုပ်ကြည့်လိုက်မယ်သမီးနဲ့အရင်လိုက်တာပဲနော်ဒါပေါ့ငါသမီးလေးနဲ့လိုက်တယ်ဒီတော့အုတ်ထုတ်လေးရကြတော့ယူမာတိတ်ချလားဟုတ်တိတ်ချပါတယ်မေမေရဲ့ဒါဆိုရင်တောင်းထားလိုက်တော့ဥစ္စာနဲ့မစမ်းဘူးဒါနဲ့လေသမီးဒီမှာလေသမီးကအဝါရောင်နဲ့အပြာရောင်ဘယ်ဥစ္စာကိုကြိုက်လဲသမီးကအဝါရောင်လေးကြိုက်တယ်အဲ့ဒါဆိုရင်ဒီဥစ္စာလေးဝတ်ကြည့်လိုက်လေမေပြီးတဲ့ဥစ္စာလေးကဒီဥစ္စာလေးနဲ့လိုက်တယ်ဟဲ့ဟုတ်လားအဲ့ဒါဆိုရင်အဲ့ဒါလေးပါယူမယ်တက်ကကိုလည်းထုံမယ်ကျွတ်တော့ဖို့ဒီအင်းကြီးလေးကအရင်လိုက်ဖက်တာပဲနော်ဒါဘောသမီးလေးရဲ့မိလည်းဒီဥစ္စာလေးကိုအမလေးကိုလုံးမယ်ဟဲ့လာလေအမေနဲ့လေအမေရဲ့စကကပန်းရောင်လေးနော်ဟုတ်တယ်အမေစကကပန်းရောင်လေးတမီးကပန်းရောင်လေးကြိုက်တာတမီးကပန်းရောင်တော့ကြိုက်တော့တိုက်တယ်ဒါပေမဲ့မယူတော့ဘူးဒီဆိုင်ကြီးကအရင်ချက်ဖို့ကောင်းတဲ့ဆန်လေးပဲဟုတ်တယ်ဒီဆိုင်ကြီးကအမေဖြစ်နိုင်အကုန်လုံးမှဝယ်သွားချင်တယ်သမီးရောလေ
ဒါလေးစမ်းကြည့်ရှင်လိုက်တာအမေကြိုက်တာလို့လေသမီးအမေနဲ့လိုက်လားအမေကဘာဝင်ဝင်လာမလားလေတော့မပြောနဲ့နော်သမီးကဘယ်တော့ကြောက်ပြောလို့လဲမပြောရင်တော့မယုံရဘူးလေသမီးနေလားမယုံစလာပါသမီးလေးဆိုတော့အမေဒီဥစ္စာလေးသမီးဝကြည့်ပါလားဒီဥစ္စာလေးက Oh my god မထက်ဝလို့ရနိုင်တော့မိုက်တယ်အုတ်ထုတ်လေးကိုတော့မဆောင်သေးလားမဆောင်သေးမှာမဆောင်သေးလို့ငိုမှာထားလိုက်ကဲသမီးအင်းကြီးကိုလဲကြည့်နေဟဲ့သမီးနဲ့အရင်လိုက်တာပဲဟုတ်တယ်သမီးနဲ့အရင်လိုက်တာပဲโอเคဒီဆိုင်ကအရင်ဖန်စီစံတာပဲမီးရဲ့အမေတို့လေလိုက်ဖက်မဲ့အင်းကြီးလေးချပေးပါလားဒါလေးတီးဒီအပြာရောင်လေးဆိုရင်နော်ဒီလိုရှင်သမီးနဲ့တူအောင်လေးဝလို့ရတယ်သမီးကကြတော့အဖြူကွက်လေးโอเคမေဝကြည့်လောက်မယ်ဟဲ့သမီးအမေအင်းကြီးကလေကြောက်သွားတယ်ဟဲ့အမေကလေညီမလေးဒါလေးကိုလေဝထားလိုက်လို့ရလားဟုတ်ကဲ့ဒါလေးဆိုရင်လည်းကြားယူပါအမေဒီဖနက်လေးနဲ့လိုက်မယ်ဒီဥစ္စာကြီးကတော့ခဏရမင်းကအပြရန် fashion လေးလောက်လိုက်မယ်ဒီနေ့တင်ပြီအားဆိုရင်စားရပါမယ်တော့မင်းကမင်းနဲ့ရန်လိုက်သွားပြီသမီးကြိုက်တာလေးရွေးလာအောင်နော်ကြိုက်တာလားရွေးသမီးရေโอเคဆိုရင်မျက်မှန်လေးတက်မယ်โอเคဆိုတော့မျက်မှန်လေးဟဲ့ဒီနေ့ကလေးလောက်လိုက်တာအဝင်လေးလောက်လိုက်တာဟဲ့ငါဒါလေးတွေဝတ်ထားလိုက်တော့မယ်သမီးနဲ့ပါရင်ကောင်းလဲဟဲ့မေဒီမှာအင်းကြီးကမျက်စုံတော့သမီးဒါလေးတိုင်းမယ်ဒီဥစ္စာလေးကလာပါလေတော်ပြီဝတ်မကြည့်တော့ဘူးကဲဆိုတော့အမေဒီဘီကောင်လေးလာလိုက်တာသမီးကြိုက်ရင်သမီးကချယ်ရီတီးလေးကြိုက်တာသမီးကြိုက်ယူပါအမေနကနဲ့တူတဲ့ဥစ္စာလေးပါလားပါလေအားပါလို့တဲ့ဒီနေ့ဗီဒီယိုလေးကလောက်ပါရှင်ဖုန်းလေးလာနေလို့ပါ